မှတ်သေးကြမလားလုံးမတော့ခေါက်လေးနဲ့ဝင်ပုံလို့ဗျာမလုံးမမောလုံးမဘက်ကထောက်ချင်းနဲ့ရက်သက်ပါတယ်ကွာငါလုံးမ မော်တွေဝင်းနေကွာ အဖုတ်ဒီဝင်းနဲ့လီးမော်ဒီဝင်းနဲ့ ဟုတ်ဝင်းကြားတယ်ကြားသွားတယ်ကြီးတယ်ခဏလေးကြားပြီဆောင်းဒီနာပြေးသွားဟိုဒီဟေးလူအောက်ချီပါရွှေရတယ်ညီလေး ချင်းခဲ့ပြီးအောက်ချင်းမရွှေ့ရကောင်ဆောက်ပေးမစိုးဝင်ပြတ်တန်းကွာ ရင်းတော့ အောက်ချီရွှေရတယ်ကောင်းကြီးတယ် ဒီဘက်ကမင်းပေါ့ဆုံးဟုတ်တယ်အဲ့ကောင်မြောက်ဝေးအဲ့ကောင်တည်း နဲ့ဒီရက်တော့ကောင်းကြီးဒီလိုကြီးမမြတ်ပါဘူးရှင်းရှင်းပြောရရင်အာဒီဆိုင်လာမယ်မပြောလို့ထုတ်တာတွေ့လား ဆိုင်တာမပြောတော့တယ် လိုက်လိုက် ဒီကျဲ ကောင်းလားအဲ့တော့ဝစ်လက်လက်ခံ အဲ့လိုတော့ပါတော့ကောင်းတယ်လို့ပြောတယ် ကြာရင်ဟာမကြုံဆက်လေဟော ပါလေ ပါရီခဲဝါမိုင်းခဲဝါ ဘာလို့မကိုလည်းနှစ်ပေးလောက်ရှိအောင်ပါတယ်လို့အိုးရ တော့ဆောင်ဟိုက်ဒီကဘာမှလည်းမဟုတ်တာငါလို့ပုတ်လုံးနေ ငါပြရလာပြီငါဖိုက်ရလာရိုက်ပြဟိုင်းငါဖိုက်လိုက်ခိုင်း ဟေး ဟာငါလို့ရသတ်ကွာချင်းကတည်းကရှိပြီးမှတော့ငါလို့နေရင်ရိုက်တယ်နှစ်ချက်တော့ မဟုတ်ဘူးခိုင်းတော့လေ ဒီပေါက်လာ မတိုင်းစီးပါလိုက်ရ ဖုတ်ဆမ်းမယ် မောင်း ငါအကယ်ဒမီခဏသွားကြည့် လုံးနေ ဟောငါလုံးမတော့ဒါကြမလုံးနဲ့လည်းမကြီးလို့ ပိုင်ပိုင် ကြာပြောလား ပါလေ ကြောက်ဆိုင်ပြလိုက် ကောင်းမရတယ်ဟာယူထားကြတာကွာ ကောင်းနေ ပိုင်နေ ညလိုက်လိုက်ငဲဆဲ ခဏခဏမင်းတို့ကအတန်လေးပါမှာကိုယ်ကကောင်းပါကွာခဏနဲ့ နားလေး ဟာတော့ဟာတော့ခဏလေးလို့ပြောပေး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 မောင်းဖတ်ဖတ်ဖတ် ဘာလို့ခိုင်းလဲဘာဆိုင်လို့ သူ့လာလေ ဟမ် ဝင်းကြီးဟောတာ ညနေပြောင်း ဒီကဟောတာခုချိန်မှာတော့ဖြစ်ရင် တော့အဲ့ပို့လိုက် ပေါင်ချင်း ဟေးကောင်းလို့ ဒါလေ အာမင်းကကောင်းဟာကောင်းလိုက်ကြတယ်မင်းက ဖိုက်ဖိုက်ပြတယ် ခုချိန်မှာအဲ့တော့အကြောင်းသားစာပင်ထိုးတယ်တော်စင်ချုပ်ဖမ်းတယ်ပုတ်တဲ့ပေါင်ချင်းကောင်းပါလေ အဲ့ဒါကွာ ဒါနဲ့တော့ပါအောင်လို့လာဖွယ် ဟိုကိုချန်ကျော်ထုနဲ့တွဲခေါင်းလက်ကဘူးရဲ့ ကျော်မင်း ကျော်မင်းသူဟုတ်ပြီခုချိန်မှာတော့ချုပ်အောက်ကိုကြောက်ပါပါတယ်ကျောင်းတရားထိုးပြီးကောင်းနေဗျပေါင်ချင်းကျော်မင်းသူကျော်မင်းသူကျော်မင်းသူမဟုတ်ပါဘူးကောင်းနေဗျကျော်မင်းသူမဟုတ်ဘူးနော်ဘာလိမ့်မေးနေလို့ပါဟမ်ကိုချန်ဟမ်အကျော်မင်းသူဟုတ်တယ်နော်โอเคပြန်ဟောဒီနဲ့ပြန်ဟောခုချိန်တော့မှပြည့်အိုဘိုပဲလေအိုဘိုပဲလေ ဟဲ့ငေါ့စားပေးပါ လောက်ရရ ဘယ်မှာငေါ့စားပေးခုက ဒါပဲဖြစ်ရင်တော့ငါခေါင်းတက်တယ်လေ ခေါင်းတက်တာငေါ့စားပေးခုက အိုဘိုပဲလေစာပင်ထိုးပြီးဖမ်းနေကျောင်းတရား ပြ တာငယ်လေးနှစ်ရက်ရိုက်ပြီးပြက်တယ်ဗျာကောင်းပါလေတာငယ်လေးခုချိန်မှာတော့ရိုက်ပြတာနှစ်ရက် ပြန်ခုချိန်မှာတော့ကျောင်းတိုင်းစာပင်ထိုးပြီးဖမ်းနေဗျာကျော်မင်းသူချင်းဝင်ငိမ့်တာဗျာတာငယ်လေးခုချိန်မှာတော့
ကျောင်းစရာလေးကောင်းပါလေဗျာ ကွာငါညက်လာ ပိုင်ထဲကိုပိုင်ထဲကိုစိုက်တဲ့ကြောင်း ပိုက်တဲ့ဟိုတိုးလေးကျောင်းစရာခုချိန်မှာတော့တော်စင်ချုပ်ထိုးပြီးတော်စင်ချုပ်နှလုံးပြောက်သွားပါပြီကောင်းပါလေခုချိန်မှာတော့ကျောင်းစရာထိုးပြီးပေါက်တယ်ဗျာတုံးသိန်းစီမှာဒီလုံးတက်ထိုးပြီးပေါက်မလားရေကုန်နေရပါလေတော်စင်ဖက်နဲ့ကျော်မင်းသူကောင်းလေးပေါက်တယ်ပေါက်ချင်းကောင်းပါလေသားငယ်လေးဖိုးက မင်းချင်တော့တော့ကြည့်ရမယ်ကွာဖိုက်တာလို့ ကောင်းပါလေကောင်းပါလေခုချိန်မှာတော့သားငယ်လေးဖိုးက မတ်တယ် နဲ့တမတ်ယူသွားပါပြီခုချိန်မှာတော့ကျောင်းစရာသာမင်တို့တယ်ပိုက်တို့တယ်ဗျာကဲတော်စင်ထိုးလို့ယူရတော်စင်ကောင်းပါလေကျောင်းစရာခေါင်းနဲ့ဖမ်းလာတဲ့ခြေဝင်နဲ့တင်းနဲ့သားငယ်လေးနှစ်ထပ်ကြာပါဦးဗျာဝေးပါလေဗျာ ရက်စက်ပါလေကွာ သားငယ်လေးနှစ်ဘွက်သက်တိုက်ခါရတော့ပြင်မနေပါပြီကဲမောင်တော်စင်ချုပ်ထိုးပြီကောင်းတယ်ဗျာကျောင်းစရာဘယ်နဲ့ဖမ်းတာလဲသားငယ်လေးဘာလို့မလဲကြည့်ရသေးရောဖမ်းနေကျော်မင်းသူဘွား ဝေးတယ် ကောင်းပါလေဗျာ ဒီကြတာဝေးတယ် ဟောရွှေ ခုချိန်မှာကဲတော်စင်ချုပ်ထိုးတယ်ဗျာသားငယ်လေးစီကောင်းပါလေကျောင်းသားဖွာကောင်းပါလေဗျာသားငယ်လေးဘွား ဟောဘောဖေးဝေးရော သားငယ်လေးဖိုးကခုချိန်မှာလုတ်ပြနေပါလေသားငယ်လေးဖိုးပြီးကျောင်းစရာဖန်နေတော်စင်ကျော်မင်းသူခြေဝင်လေးကောင်းပါလေဗျာပေါင်းချိန်ဖောင်း ပတ်နေလိုက်တယ်ညက်မပေးမ ပေါင်းချိန်ဖောင်းပါလေခုချိန်မှာတော့ကျောင်းစရာခြေဝင်ဖိုးပြီးဖန်နေဗျာပေါင်းချိန်ဝေးကိုလူနေသွားတဲ့ကျော်မင်းသူခေါင်းတိုက်တာဝေးပါလေ ဝေးတယ်ပြည့်တယ်ပြင်းနိုင်ကြတယ် ခုချိန်မှာတော့သားငယ်လေးနှစ်ထပ်မပွားရတယ်နေလိုက်ကောင်းနေရပါလေအချိန်ကြီးကတော့ကဲကျောင်းစရာစာပင်ထိုးပြီးပေါင်ချိန်ခေါင်းနဲ့ဖက်နေဗျာကောင်းပါတယ်တော်စင် ဟောတယ်အဲ့ဆောင်းလိုက်အဲ့ဆောင်းလိုက် အိမ်နာအားတယ်တလုံး200တဲ့တချို့အိမ်နာဆို300ပေးရတယ်ဂူရန်နဲ့မလို့လေ ဖိုက်တာလေးညီကောင်းပြောက်သွားလားဖိုက်တာ ဖိုက်တာမပြောက်ဘူးဖိုက်တာ ဖိုက်တာမူးပြေသွားလားမနေ့ကမူးနေလို့ ဖိုက်တာမနေ့ကမတော့ဘူးမနေ့ကတော့မတော့ဘူးနဲ့ကျောင်းအခုချိန်မှာတော့ကဲတော်စင်ကဲတော်စင်ချုပ်ပြောင်းထိုးပြီဗျာထိုးတယ်တော်စင်ကောင်းပါလေတားငယ်လေးချင်းဝင်နဲ့ဖမ်းတယ်ကျောင်းစရာခေါင်းနဲ့တိုက်တယ်ဗျာကောင်းပါလေပေါင်ချိန်ဖမ်းတယ်ကျော်မင်းသူလေးဖွာပျော်သွားတယ်ဗျာကျော်မင်းသူဝေးခုချိန်မှာတော့တော်စင်ချုပ်ကလုံးလုံးပြနေပါလေတော်စင်ထက်ထိုးတယ်ပိုက်တိုးဝေးဖောင်း အပစ်လေး ခုချိန်မှာကျောင်းစရာစားပေးဘယ်လိုလုပ်ပြမလဲအချိန်လေးလေးကိုကြည့်နေတဲ့အချိန်မှာပေါင်ချင်းစီကိုထိုးတယ်ဝေးတယ်ဗျာခုချိန်မှာတော်စင်ချုပ်ပြောင်းထိုးတယ်တားငယ်လေးစီထိုးတယ်တားငယ်ဒူးနဲ့ထိန်းတယ်ကင်နဲ့ခေါင်းနဲ့ပြစ်တယ်တော်စင် မင်းမလုံးနိုင်ဘူးပါတာမလုံးနိုင်ဘူး တော်စင်ကပြောစရာမရှိပါဘူးကဲခုချိန်မှာကျောင်းစရာခြေခွင်းဘယ်အကွက်ကိုဘယ်လိုထိုးပြီးဘယ်လိုအမက်ရှောင်လဲတော့ကြည့်အောင်မဲပေါင်ချင်းစီထိုးတယ်ဗျာကျော်မင်းသူခေါင်းလေးနောက်ထပ်ဝေးပဲ ဝေး ကျောင်းစရာတင်တယ်ဖွာတားငယ်လေးဖွာမထိလိုက်ပါဘူးဗျာမထိလိုက်ပါဘူး ဟုတ်လားမူးနော် ခုချိန်မှာကျောင်းစရာအမက်ရှာပြန်ပြီရှာတယ်တော်စင်းဒီမှာကျော်မင်းသူချင်းဝင်ပေါင်ချိန်ဖွာကောင်းပါလေဗျာတားငယ်လေးကိုတင်ကိုချတော့မလို့ကောင်းပါလေဗျာပိုက်တဲ့ကိုတိုးပါလေတားငယ်လေးကိုကောင်းတဲ့ကိုပိုက်တဲ့ကိုတိုးရပါတယ်ခုချိန်မှာတော်စင်ချုပ်ပြန်ပြောင်းပါပြီတော်စင်ထိုးတယ်ကျောင်းစရာစီထိုးတယ်ကျောင်းစရာခေါင်းနဲ့ထိနေကောင်းနဲ့ခြေဝင်နဲ့တင်နေတားငယ်လေးနှစ်ထက်ပျောက်တယ်ဗျာအဲ့ဒါမျိုးဆိုရင်အေးကျွန်းသွားလို့ရပြီတဲ့အဲ့ဒါမျိုးနှစ်ထက်တွေအဲ့လိုမျိုးခြေဝင်နဲ့အဲ့လိုခေါင်းထိန်ချက်တွေဆိုအေးကျွန်းသွားလို့ရပါပြီတဲ့ခြေဝင်ကျောင်းစရာခြေဝင်ထားလို့ထိုးတယ်ပိုက်ထိုးပါလေဗျာခုချိန်မှာတော့တော်စင်ချုပ်ပြန်ထိုးပါတယ်ဗျာကောင်းပါလေတားငယ်လေးခေါင်းနဲ့ထိနေကျောင်းစရာချင်းဝင်နေတယ်။အော်ဘိုက်တဲ့ကြိုင်မတို့ရယ် အဲ့လောက်ချိုးอ่ะဒီမှာတက်တာ ။ခုချိန်မှာတော်စင်မတ်ရှာနေပါတော်စင်တားငယ်စီထိုးတယ်တားငယ်နှစ်ထက်ဖွာဗျာကောင်းပါလေဗျာတောက်ဝေးတော့ပါရဲ့ ဟိုဒီကွာ ။ခုချိန်မှာတော့ကျောင်းစရာအမတ်တမတ်ရဖို့ရင်ကုန်နူးမဖြစ်နေပါလေ။ကျောင်းစရာကြားစရာကျောင်းစရာကွက်ပြောင်းပါပြီထိုးတယ်ဗျာ။တော်စင်ဒီကျော်မင်းသူချင်းဝင်
ကောင်းပါတယ်ဗျာပေါင်ချင်းကောင်းနဲ့တိုက်တာအကွက်ရှောက်သွားတယ်ဗျာကောင်းလုံးပါရဲ့ မနေဘူးကြားဟောလာပဲ ခုချိန်မှာတော့ဖြစ်တော်တင်ဘယ်လိုအမတ်ရှာမလဲအမတ်ကြီးမှာတော်တင်တားငယ်လေးစီထိုးတယ်ဗျာတားငယ်လေးကောင်းနဲ့တိုက်ကျောင်းသားဟောကျောင်းသားအမှန်တန်လွဲတာဗတန်လွဲတာကျောင်းသားကြီးဖြစ်ကျောင်းစရာနဲ့ကျောင်းသားလွဲတာခုချိန်မှာတော့ကျောင်းစရာဘယ်လိုအမတ်ရှာမလဲဘယ်လိုစီထိုးမလဲထိုးတယ်ဗျာပေါင်ချင်းစီရှာပါတယ်ဗျာလိုင်းနဲ့ကွက်တီပဲ ကျွန်တော်ဆရာကြီးတော့ ဆယ်ပြားစီတော့ ပြကွက်နဲ့အဲ့ဒီလုပ်ပြီ ဆယ်ပြားစီတော့ထိုးသွားတာဒီတက်တက်လှပလိုက်တာဗျာကိုဟိုဘက်မှာတော့မောင်းပေါင်ချင်းပေါင်ချင်းလက်ခွဲထိုးပြီးကျောင်းစရာပေါင်ချင်းလက်ခွဲကြီးကြောက်သွားဗျာခေါင်းနဲ့ထိန်းနဲ့ကြော်မင်းသူကောင်းပေါင်ချင်းဖွားကောင်းပါလေဗျာလှုပ်ပြသွားတယ်အကွက်လေးကတော့ကဲတော်တင်ချုပ်လို့လေခြေခွန်းနဲ့ထိန်းနဲ့ကျောင်းစရာလစ်ပြီဗျာတားငယ်လေးခေါင်းဟိုဘက်ကပေါင်ချင်းပေါင်ချင်းကိုကောင်းကိုဒူးနဲ့ပြန်လိုက်ထိုးပြီးကျောင်းစရာပေါင်ချင်းတင်မက်ရှာတယ်ကျုံမင်းသူခြေခွန်းပေါင်ချင်းဖွားပြတ်တယ်ဗျာကောင်းလုံးပါလေခုချိန်မှာတော့တော်စင်ချုပ်လို့ဗျာတားငယ်လေးစီတားငယ်လေးဘယ်လိုလုပ်ပြမလဲကိုတင်ကိုကောင်းပါလေဗျာကောင်းတယ်ကျော်မင်းသူကောင်းလေပေါင်ချင်းဖွားပြတ်တယ်ဗျာကောင်းလုံးပါလေပွဲကြီးနေအတွင်းမှာရင်ကိုလှုပ်ရှားနေရပါတယ်လို့ကဲတော်စင်ဘယ်သူစီထိုးမလဲတော်စင်ထိုးတယ်ဗျာကျောင်းသားခြေခွန်းနဲ့ထိန်းနေတားငယ်လေးနှစ်ထပ်ဖော်သွားပြီဗျာတားငယ်လေးဖော်သွားတယ်မင်းကျော်မင်းသူကောင်းလေကောင်းပါလေဗျာ မလို့တည်ပြီ ကျော်မင်းသူကောင်းလို့ပေါင်းကျော်မင်းသူခေါင်းတော့ကောင်းလို့ပေါင်းချိန်ပိုက်တဲ့ကိုတိုးလိုက်လိုက်ပါထိုးပြီးကျောင်းလေးပေါင်းတယ်ကောင်းတော်နေကောင်းလေကောင်းပါလေဗျာပုတ်ချင်း ဟောပါတယ်အလုံးမိုးရောဘာမှမဟုတ်ဘူးမကြီး ကဲဘူးအကောင်ဘာလို့ကောင်းဘလို့လဲခါကြီးလေးလည်းကြာတယ်ဘာလို့ဖြစ်လဲသူ့လိုအော်လူ ဒီလိုနဲ့ဟောပါ ဟုတ်ရတယ် ဒီမှာတော့ဒီတော်နေချုပ်ထိုးတယ်ဗျာတာငယ်လေးကောင်းနေတယ်နော်နေဘယ်လိုအောင်စရာကျော်မင်းသူခြေဝင်လေးပါပါဗျာကဲကျောင်းစရာဒင်းရတယ်ဗျာတာငယ်လေးဘာလို့ပြမလဲချောရနီးရတော့ဟုတ်ပါတယ်ဗျာလိုက်ပါတယ်အေဂျင်တို့ဘာလို့ရပါလဲကျောင်းစရာခြေဝင်လေးပေါင်းနေခေါင်းနဲ့ပဲတော်နေခေါင်းနဲ့ပြတဲ့ဟွာနေတယ်ကောင်းပါလေဗျာအဲ့တော့ဒီရမှာပေါင်းချင်းလက်ခွဲ ကိုဘလောက်တော့ကိုကြီး လုံးရဒီပါလေဘောပေါ်နေထုတ်လို့တာငယ်လေးခေါင်းနဲ့ထိနေကျောင်းစရာနဲ့ဟောကျောင်းစရာ ဟဲ့ညက် ကျောင်းရလက်ထဲမှုတာ ညက်ဟုတ်ပါ ဒီမှာတော့ဒီဖုန်းဝင်နေပြီတော်နေထုတ်လို့လေကျောင်းစရာခေါင်းနဲ့ထိနေခြေဝင်နဲ့လက်တဲ့ဝေးပါကွာဟုတ်တယ်ကျောင်းစရာအမကြီးကြမှာကျောင်းကြီးပါလေတော်နေဘလို့နောက်ဆုံးအမကိုဘလို့လက်ကင်းတော့မလဲအမချာရကပေါင်းပါလေကောင်းပါ အာရငါညက်ညက် တော်တော်ချီမရထူတာပါ ဟွာထောက်ပါလို့ရအောင် အဲ့သူအောင်ကောင်းအောင် ဒီလိုမှကွာကြာလာတော့ညောင်း ဟုတ်ကူချမ်းအားပြောတော့တော့သူကလည်း ဟာလုံးဝ ဒါငါတော့ပါလိုက်အာမင်းမင်းတို့တော့ငါတက်တယ်ငါမောင် ဒီမိုးပြီးတာမိုးပြီးတာ နောက်မှ အဲ့တော့လည်းတော့ ချင်းလို့မရှိရကြည့် ဟုတ်ကဲ့တော့ညီငေါ့ကြီးဟာလည်းဒီကောင်မင်းကျွတ်လို့ဟာကောင်းပါ 看好我， အမချင်းမလို့တို့ရ မတိုင် 宝贝呢？အချင်းကိုမနေကြရ哎，这个人，哎，你看白天这个我这边我们丢的哪个的丢？叫上去就带了。你也忙不啦？推广就让我们家老师ဘလို့ဆက်ရပါတော့ 都要对。
ဘယ်တော့တော့ ဘုန်းကြီးကိုဘာဆိုင်မောင်ချမ်းတော့ အခိုင်းပါဘူး ပန်းမာလက် ပါတော့တော့တော့ဘုရားဟော ညတော့ဘူးနော် ဘာလို့လဲဘုရားကောင်းတော့တော့ပဲ ပါရင်နေကွာရ ဒါကြီးလည်းတော့ယူပါဘူးကိုတော့ပဲ ပတိဖိုင်လာလို့ခိုင်းတယ်သူခွဲရအောင်ကောင်းတယ်နိုင်တယ် ဒီလောက်ချုပ်ဘူးနေရတယ်ကြက်ဆန်းကြီး မင်းလားတော့ ဒီနေတော့ပြီးလို့မရဘူးက ဖေအစောတော့ကနေတော့ပြီးခတာ မင်းကပူတော်ပြည့်တယ်ဒီဘက်ကတင်ချင်းအလောက်မရှိဘူး နေရင်မကြည့်ရမို့ငါပေါ့ငါဟိုက်နေတော့ငါအဲ့လောက်မပြီးရနဲ့မော်နေတူတူလေးပြီးလို့ရ မင်းကျဝါဘယ်ရောက်ဝါရမ်းပြီး မကြည့်ဝါအဲ့မှာလေဘယ်လိုဆောက်လဲအော်ဒီမှာရခိုင်းပေါ့ဒီကဆက်တော့နေနေ ပြီမလား မောဟန်မေးကြည့်လိုက်မြင်ရတယ်ဟာ ပြီမလား နိုင်နိုင် မတိတယ်တော့ပေးတယ်ဒီမှာသူတို့ထည့်ပေးတယ်တော့ မဆန်စား သူနောက်လိုက်ဆိုဆက်လို့ရပါ ဝင်းနေတော့ ရတယ်နောက်ပါ ဝင်းနေတဲ့တော့တော့ရှိကောင်းလားရှိပါနော် ဒီတော့လာမှာပေါင်း မင်းတို့ပတ်စံဒီမှာတင်ထားတယ် โอเคနော်တော့အော် ကျောင်းကြီးကျောင်းသားမင်းပါနဲ့ ခေါင်းမလားတင်းမလား ဒီကြိုက်ရည်တယ်ခေါင်းလို့ ဘာလို့ ဝါလာ အာရဒါဒီနားလာခင်းနေဟာ TV လို့ TV လို့ဟော ဘယ်ဟုတ်ပါတော့ငါတို့ပဲခေါ်တော့ကြောက်နေ ပြလိုက် အော်ဟာ လူလာ ကျောင်းကြီးကလည်းထပ်မလားပြတ်သွားတယ် အတားလေးပဲနေအောင်မင်းတို့ခေါ်နေအပြင်းမနေဘူး ဟုတ်တယ်လေဖက်ကြီးရ တက်မလာနဲ့တက်မလာနဲ့မကြည့်ပါလား ဝန်တူ ဘာလို့ တက်တယ် တက်တယ်ညက်ပြီးတော့တက်ဟာညီတို့ မင်းနဲ့ထားလို့ ဟမ် မင်းနဲ့ဆို ကိုကို ပဒီလေးရလို့ ရောက်တော့ ဟဲ့ပါပြီ ဟာ ကြဖဲပါ တို့ဒီကောင်မကြည့်လိုက်တာဗျာ ကြည့်ရကောင်းတယ် ကြာလား ဝေးနေ ဝေးတယ် ဝင်းစားပဲ ဘုံရဘာလို့ပြီးတော့ဟောဟောဒီဒီဝိုင်းစား နဲ့ကြည့်ဦးလားနဲ့နဲ့ပေါ့ပြည့် အဲ့ဒါအဲ့ဒါ ဟဲ့ ဝိုင်းဒီဒီဝိုင်းလို့ဟောရုံနာ ဒီကပြောဒီကကော ဝါဝါ ဟာခိုင်းနေအောက်ကဂျာကြီးရောက်ဂျာကြီး အားရတယ်ရတယ်မပြောရဘူးကောင်းတယ် ဟာ 老板，嘟嘟， မိုက်တယ် 嘟嘟， ဒီတာတော့ကောင်းတာ ဟာမြောက်ပေါ့တော့ဘောင်းပါတော့ဆောင်းပါတော့မြောက်ဒီကောင်မင်းရနော် လာလေးပဲစက်ကြရအောင်